Hello အမမဒီနေ့ day 4မှာတော့တကယ်ချင်းလာတော့မယ်ဆိုတော့တယောက်တည်း hostel မှာနေရနေပြီးတော့နောက်ထပ် hotel တစ်ခုရွှေ့မယ်ပေါ့နော်အခု book လိုက်တဲ့ hotel ကဒီနေရာနဲ့ဆိုရင်နောက်ထပ်9မိနစ်လောက်ပဲဝေးရပေါ့အဲ့လိုဆိုတော့အမလမ်းလျှောက်ပြီးတော့မှာပါအခုပြောင်းနေမယ် hotel နာမည်က Deluxe Bangkok သူက Platinum ဈေးပေးမှာရှိရပါတော့အဲ့မှာအမ check in ဝင်လဲဝင်ရောသူတို့ဒီ hotel ဝင်နေတာသူတို့ရှိမှာ bedding တစ်ခုရှိအောင်ရှင်းပြပေးပေါ့နော်အခုအမရွေးထားတဲ့အခန်းကျတော့ဒီ Lavender ဆိုတဲ့ bedding မှာရှိရပေါ့အဲ့ဒါသူကိုယ်တိုင်ပဲလိုက်ပို့ပေးပါတယ်ဒါကတော့တညကို bed share ပေးရတဲ့နှစ်ယောက်ခန်းလေးပါမရှိုးပါဘူးเนาะတက်တက်ရဲ့တက်တက်မပြတ်နေတယ်ဆိုတော့လေအခုဒီ check in နဲ့ဝင်သွားပြီဆိုတော့နေ့လည်စာထွက်စားမှာပါသူကဒီလမ်းကြားလေးနဲ့ဝင်သွားလဲရတယ်သူကအဲ့ hotel တော့လမ်းမကြီးလမ်းကြားလေးရှိရပါတော့အမွန်နေ့လည်စာဝေးလိုက်တဲ့ဆိုင်လေးကမီနူတော်စုံတယ်ကျစီထမင်းကနေစပြီးတော့ခောက်ဆွဲမျိုးစားအများကြီးကိုသူကဘတ်60ဝန်းကျင်လောက်ကနေစပြီးတော့ရှိရပါတော့အမောကျတော့လည်းချင်းဆက်စားခြင်းနေရနဲ့တုံရန် box တွေတပွဲမှာလိုက်ပါတယ်သူကကွက်တီကိုအဖက်ရဲ့အဲ့ဒါကိုမှအစာပလာတွေပြီးွားရင်ဝက်သားလုံးနေဝက်သားဘတ်တွေကိုမှဖတ်ထုတ်ကြော်လေးနဲ့ရောတွဲပြီးချပေးရပါတော့တပွဲကို portion တော်တော်လေးများတယ်လို့ပြောလို့ရတယ်လက်80ရန်ဝတ်သားတုံရန်ခေါက်ဆွဲကောင်းကောင်းစားကြည့်ပါမယ်ဆွဲတဲ့ပွဲလုံးကိုရှူးရှင်းနေစားပွားဆိုတော့အခုအဆက်ပြေအေးဝင်မယ်ပေါ့နော်အဲ့နဲ့မို့7-Elevenဝင်ပြီးတော့ဒီ lemon tea ဘူးအကြီးရယ်ပြည့်ရည်ခဲခွဲယူလာခဲ့ပါတယ်အခုဟိုတယ်မှာခဏလေးနားမယ်အလုပ်ဆရာရှိရတယ်လုံးကြီးမိုးချိုးပြီးတော့တင်ငယ်ချင်းကိုတက်ကြတော့မှာပါဒါအခုနေဟိုတယ်ရှိရလမ်းကြားလေးပေါ့နော်ညဘက်ဆိုမီလေးလင်းပြီးခုံလေးနေတော့အေးဆေးရထိုင်လို့ရတယ်တင်ငယ်ချင်းမကိုကြိုးဝတ်တွေလေစိတ်ကိုသွားပါတော့မယ် airport railing စီးပြီးသွားမှာဆိုတော့ပေါ့နော်အမေအခု station ရှိရဘက်ချမ်းကိုလမ်းလျှောက်နေရပါအမိုးရဲ့ဟိုတယ်ကလေဒီလိုယထာအဲ့လိုဘူးတာတွေတော်တော်များများနဲ့နီးရောဘယ်နေအောင်မဆိုလမ်းလျှောက်သွားလို့ရတယ်ယထာမလာခင်သူ့ရဲ့ flight number တွေပြီးတော့ site မချင်းချက်ပြန်ပြီးတော့ confirm လုပ်တယ်ပေါ့နော်ခဏခဏလွယ်ရတော့လေအခုယထာစီးပြီးအမွန်ဒီ airport ရဲ့အောက်ဆုံးတစ်ပွဲအောင်နေပြီပေါ့နော်အဲ့မှာဒီဆက်ရောက်ပုတ်တွေမှာပေါ့နော်အမွန်တငယ်ချင်းရဲ့ flight number တွေတော့ရှာပါတယ်သူဟာလေယာဉ်က site ပြီးလားမ site သေးဘူးလားဆိုတော့တေးကြအောင်လို့ပေါ့နော်တငယ်ချင်းက immigration မှာတန်းစီနေအောင်ဆိုတာ Japanese fish cake လေးဝယ်ဆိုင်နဲ့စောက်ပါတယ်သူကရောက်လာတဲ့တန်းပြီးတော့ဟိုကစားမယ်လားစားမယ်ဆိုစံနာကြီးပြောတာနဲ့ okay အဲ့ဆိုရှင်လေဟိုတယ်မှာပေါ့နော်တခါထုတ်ချကြီးမိုးချိုးပြီးတော့အမွန်တို့ညစာစားဖို့ထွက်လာခဲ့ရပါဒါကတော့အခု job fair ကိုတက်တီခဲ့ညပါဆိုင်ကိုတစည်းရမှာနဲ့ဦးစီးသွားနေဖြစ်ပါတယ်အခုတော့ job fair ရောက်ပါပြီဒီလိုလားရဲ့အဓိကကြောင်းရပါတော့အရန်နမိတ်ကြီးရဲ့အိမ်လန်ဇက်ဆိုရယ်ဝက်နိုင်ယုံမီတာကိုလာစားပါဆိုင်ရဲ့ outdoor area လေးကပေါ့နော်လုံးဝလေးလေးတစ်ဖြူဖြူနဲ့ထိုင်လို့ကောင်းမဲ့ပုံစံဖြစ်တော့အမွန်တို့အဲ့ဒါအပြေမှာပဲရွေးဟန်လိုက်တယ်ပေါ့နော်သူနဲ့မွန်နဲ့ကမတွေ့ရ2လောက်ရှိပြီသူဒူဘိုင်းသွားခဲ့ရပေါ့အဲ့လိုဆိုတော့တန်ငယ်ချင်းတယောက်ကထောင်းတိုင်းပဲပြောကြတဲ့တအားများအဲ့မာဟိုင်းဟာဆောင်းနေလေးဖုတ်ကြပါတယ်ဒါကတော့လုံးဝချင်းဆက်ဆက်ငူသီးစိမ့်နေအပြည့်နဲ့2ယောက်စာပေါ့နော်ဝင်းနယ်ကိုမီတော့ပွဲပါအသားရည်လေးလုံးဝနူးအိနေရပဲအဲ့နဲ့မုံ2ယောက်အဲ့ဒါလေးကိုထမင်းဖြူလေးနဲ့စားရင်းနဲ့ထုံးစံတိုင်းပဲဘီယာလေးတောက်ကြပါရင်အမွန်တို့မှာစားရပွဲကမြန်မာငွေနဲ့ဆိုရင်တပွဲကို3000ဆွဆွလေးကြာရပါတော့ဒါပေမဲ့ထမင်းနဲ့စားပြီးအဝစားပြီးတော့မှအများကြီးပို့တည်လို့အဲ့ဘီယာနဲ့မုံဆက်တောက်ကြရပါတော့စကားလေးပြောရင်းနဲ့အဝပြေစားအမှစကားလေးလည်းများပြီးတော့ဘာထဆိုင်ကောင်းမလဲဆိုပြီးတော့ဈေးကိုပတ်ကြည့်ရပေါ့နော်အဲ့မှာပတ်ကြည့်နေနေဒီဂျင်းမောက်ဝေဆိုင်တော့ဘေးတော့ပေါ့အဲ့ဒါကိုတစ်ထည့်ကို60ပဲရှင်အဲ့ဒါနဲ့နှစ်ထည့်မှ100ဆိုတော့အမုန်းတို့ဂျင်းတူလေးတူတူဝယ်လိုက်ပါတယ်အမုန်းတို့ဈေးဝယ်ပြီးချင်းပေါ့နော် night market ကပိတ်တော့မှာဆိုတော့အဲ့ဒါနဲ့ဘယ်ဆက်တိုင်းကောင်းမလဲဆိုခေါက်ဆန်ဘက်ကိုတက်ဆီနဲ့2ကောင်သားထွက်လာပါတယ်တောက်ကြမယ်ပေါ့ဆိုပြီးတော့အဲ့ဒါတက်ဆီဘောကမစင်ခင်လမ်းမှာမိုးကနည်းနည်းလေးစရွာလာပေါ့နော်အမုန်းတော့ဟူဒီပါတော့ဟူဒီနဲ့ပဲကောင်းဆောင်ပြီးသူကတော့ plastic နဲ့ဆောင်းပြီးညောက်သားဆက်ပြီးတော့ရှောက်သွားကြပါတယ်အမှပြောစရာကောင်းတဲ့ဥစ္စာလေးဟိုဒီရှောက်ကြည့်ရှောက်ဝယ်လုပ်ပြီးတော့မုံတို့ဘာတစ်ခုကိုရွေးပြီးတော့အမှဝင်တောက်ပြီးအစာကြီးအောင်နဲ့ဒန်စာလေးဝင်လုပ်ပါတယ်။နှစ်ယောက်သားပေါ့နော်ပြန်တော့မယ်ဆိုပြီးတော့ထွက်လာတော့မနက်3ခွဲလောက်ဖြစ်နေပြီ။ဒါပေမဲ့လည်းဘိုက်ဆိုင်ရဲဆိုပြီးတော့တစ်ခုဆိုင်မှပြန်မယ်ဆိုပြီးဒီခောက်ဆယ်လန်းထိပ်မှာရှေ့ဆိုင်အောင်ရွေးလိုက်ပါတယ်။အဲ့ဆိုင်မှာလေတော့မီနူးရလုံးဝအများကြီးပဲဘာတွေစားလို့စားမှမသိဘူး။နောက်ဆုံးပဲအဲ့ဆိုင်ဝေတာတဲ့မြန်မာဆိုတော့ပေါ့နော်ဘာကောင်းနေဆိုပြီးသူရွေးပေးဟာလေးပဲမှာလိုက်ပါတယ်။အမုံတို့မှာစားတာပတ်ထိုင်းရယ်ပရှူးတမင်းကြော်ရယ်ပါအဲ့ဒါကိုမှစီဖူးနဲ့အဲ့ဒါစားပြီးတော့ပြီးလာဆိုမပြီးပါဘူး။အမှကျွန်တော်နေရောဒီဟိုတယ်ပြန်တဲ့ taxi မလာသေးခင်ပေါ့နော် 7-Eleven နဲ့ဝင်ပြီးတော့အေးဝင်တောင်းမယ်ဆိုပြီးတော့အေးပြင်ကို cheese toast စီရောပြီးတော့ခောက်ဆွဲဘူးရောစိတ်ထဲမှာရှိမြတ်ကုန်ရှောက်ဝယ်လာပါတယ်အခုရောကော်ရိုက် taxi လေးရောက်ပြီးဆိုတော့ဟိုတယ်ကိုပြန်มาတော့မယ်စားတောက်ရှောက်သွားပြီးတော့ပြင်မှလို့နောက်ဆုံးတော့ဟိုတယ်မှာအနားရောက်နေပါပြီ day 5ပါပဲ6သွားမယ်ဆိုတော့နောက် break မှာဆက်ဆောင်ကြည့်ပါဦး bye bye